စတင်မွေးဖွားလာချိန်မှာပဲရဲဟာကြောက်စရာကောင်းတဲ့မီးရှံတွေကြားကနေမိစ္ဆာကလေးငယ်တယောက်ဖြစ်ပေါ်ထွက်လာခဲ့ပါတယ်ဒီမြင်ကွင်းဟာရွာသားတွေအားလုံးကိုထိတ်လန့်တုန်လှုပ်စေခဲ့ပြီးသူတို့ရဲ့ငြိမ်းချမ်းတဲ့ဘဝတွေပျက်စီးသွားတော့မယ်လို့ယုံကြည်နေကြပါတယ်နေကြရဲ့နဖူးပေါ်ကအမတ်သားဟာသူဟာကောင်းကင်ဘုံကကျိန်စာတင်နေတဲ့မိစ္ဆာပုဂ္ဂိုလ်ဆိုတာကိုသက်သေပြနေခဲ့တာပဲဖြစ်ပါတယ်ရွာသားတွေရဲ့ဖယ်ကျင်ခြင်းကိုခံထားရတဲ့ညချက်ဟာအမြဲတမ်းအထီးကျန်စွာနဲ့ကစားစရာမရှိပဲကြီးပြင်းလာခဲ့ရပါတယ်။သူဟာရွာထဲကကလေးတွေကိုလိုက်လံနှောက်ယှက်ပြီးဒုက္ခပေးနေရတာကိုပဲပျော်ရွှင်မှုတစ်ခုအနေနဲ့မှားယွင်းစွာယူဆခဲ့ပါတယ်။ဘသူမှသူ့ကိုအနာမကပ်ရဲကြသလိုလူတိုင်းကလည်းသူ့ကိုမြင်တာနဲ့တင်ကြောက်လန့်တကြားထွက်ပြေးနေကြရတာဟာနေစာအတွက်တော့တိတ်ကိုဝမ်းနည်းစရာကောင်းတဲ့အမှန်တရားတစ်ခုပါပဲ။သူ့ရဲ့မိဘတွေကနေရှာကိုလူကောင်းတစ်ယောက်ဖြစ်လာစေဖို့အတွက်ဆရာကြီးထဲရင်နဲ့အတူမော်ပညာတွေကိုသင်ယူစေခဲ့ပါတယ်။ပကြီးကားတွေကဖန်တီးထားတဲ့ထူးဆန်းတဲ့ကဘာကြီးထဲမှာနေရှာဟာမယုံနိုင်စရာကောင်းလောက်အောင်စွမ်းအားကြီးတဲ့မော်တက်တွေကိုတရက်ထဲနဲ့တက်မြောက်ခဲ့ပါတယ်။သူဟာဒီစွမ်းအားတွေကိုအသုံးပြုပြီးနောက်တစ်ချိန်မှာမိစ္ဆာတွေကိုနှိမ်နှင်းမဲ့သူရဲကောင်းတစ်ယောက်ဖြစ်ဖို့ရည်မှန်းချက်တွေစတင်ထားရှိလာခဲ့ပါတယ်။ကမ်းခြေမှာကစားရင်းနဲ့နေရှာဟာပင်လယ်နဂါမင်းသားတို့ဘိန်းနဲ့မထင်မှတ်ပဲဆုံတွေ့ခဲ့ပြီးသူတို့နှစ်ယောက်ဟာအချင်းချင်းကူညီရင်းတငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။သူတို့နှစ်ယောက်စလုံးဟာကိုယ်ပိုင်လှုပ်ဝက်ချက်တွေရှိနေကြပေမဲ့တယောက်နဲ့တယောက်ရင်းရင်းနှီးနှီးကစားခဲ့ကြတဲ့ပထမဆုံးအချိန်လေးဟာတိတ်ကိုအမတ်တရဖြစ်ခဲ့ပါတယ်။နေရှာအတွက်တော့ရုပ်ဘိန်းဟာသူ့ဘဝမှာရရှိခဲ့တဲ့ပထမဆုံးနဲ့တူးရဲသောအရင်းနှီးဆုံးတငယ်ချင်းပဲဖြစ်ပါတယ်။နီရှာဟာသူ့ရဲ့မွေးနေ့ပွဲမှာသူ့ရဲ့ဖခင်ဖြစ်သူလေချင်းကတားဖြစ်သူရဲ့ကျိန်စာကိုအစားထိုးခံယူဖို့အတွက်စီစဉ်ထားတဲ့အဆောင်လက်ဖွဲ့ကိုတွေ့ရှိသွားခဲ့ပါတယ်။မိမိရဲ့ဖခင်ကမိမိအပေါ်မှာထားရှိတဲ့ချခြင်းမေတ္တာကိုသိလိုက်ရတဲ့အချိန်မှာတော့နီရှာဟာအကြီးကျယ်စိတ်ပြောင်းလဲသွားခဲ့ပါတယ်။သူဟာမိစ္ဆာတစ်ယောက်ဖြစ်တည်ဆုံသွားမဲ့အစားမိမိရဲ့မိဘတွေနဲ့ရွာသားတွေကိုကာကွယ်ပေးမဲ့သူရဲကောင်းတစ်ယောက်ဖြစ်တိုက်ပွဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရုပ်ဘိန်းဟာသူ့ရဲ့နဂါမျိုးနွယ်စုလွတ်မြောက်ရေးအတွက်ရွာသားအလုံးကိုရေခဲတောင်ကြီးနဲ့ဖိတက်ဖို့ကြိုးစားလာတဲ့အခါမှာတော့နင်ဂျာကခုခံတားဆီးခဲ့ပါတယ်။နင်ဂျာဟာသူ့ရဲ့စစ်မှန်တဲ့စွမ်းအားတွေကိုထုတ်ဖော်လိုက်ပြီးလက်ချောက်ဖက်နဲ့နက်ဖျားတစ်ပါးလိုပုံစံမျိုးပြောင်းလဲကရုပ်ဘိန်းကိုရင်ဆိုင်ခဲ့ပါတယ်။ဒီတိုက်ပွဲဟာကောင်းကင်နဲ့မြေကြီးတုန်ခါသွားလောက်အောင်ပြင်းထန်ခဲ့ပြီးသူတို့နှစ်ယောက်ရဲ့မတူညီတဲ့ရည်မှန်းချက်တွေဟာထိတ်တိုက်တွေ့ဆုံနေခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ကောင်းကင်ကကျိန်စာတင်မိုးကြိုးတွေဟာဆက်စီကိုတိုက်ရိုက်ကြားရောက်လာခဲ့ပေမဲ့သူဟာကြောက်ရွံ့ခြင်းမရှိဘဲရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့ပါတယ်။ငါရဲ့ကံကြမ္မာကိုငါပဲဆုံးဖြတ်မယ်လို့ကြွေးကြော်ရင်းနီဂျာနဲ့အိုဘိန်းတို့ဟာအတူတကွပေါင်းစည်းပြီးမိုးကြိုးတံကိုခံယူခဲ့ကြပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်တွေပျက်စီးသွားခဲ့ပေမဲ့ဆရာကြီးထဲရရဲ့ကူညီမှုကြောင့်သူတို့ရဲ့ဝိညာဉ်တွေကိုကြာပန်းထဲမှာဘေးကင်းစွာသိမ်းဆည်းနိုင်ခဲ့ပြီးရွာသားတွေအားလုံးကလည်းနီဂျာကိုသူရဲကောင်းဖြစ်အတိမတ်ပြပူခဲ့ကြပါတယ်။